အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ရာသီဥတုပူလိုပဲဖြစ်ဖြစ် green ပြက်လို့ပဲဖြစ်ဖြစ်အားလုံးကြိုက်တွေ့စေမဲ့ပူပူဆက်ဆက်ကင်မွန်ငါးလေးလှုပ်ရှားဖြစ်ပါတယ်အိမ်မှာလည်းအလွယ်တကူနဲ့ရတာရှိအောင်ဘယ်လိုချက်မလဲဆိုတာအတူတူကြည့်လိုက်ကြရအောင်ပါဝင်ပစ္စည်းတွေကတော့ပဲသည်တမယာသည်ပဲပင်ပေါင်းပဲကြောမုတ်ဖတ်ငါကြက်သွန်နီဂျင်းကြက်သွန်ဖြူစပယ်လင်တို့ပဲဖြစ်ပါတယ်အရင်ဆုံးငါးကိုစပြုတ်ပါမယ်ပိုးထဲမှာငါးစပယ်လင်ဂျင်းနွေးမုတ်အနေငယ်နဲ့ငပိတို့ထည့်ပြီးတော့ရေမြုပ်ယုံထဲကပြုတ်ထားပါမယ်ငါးပြုတ်နေတဲ့အချိန်မှာဂျင်းကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းကိုညက်နေအောင်ထောင်းထားပါမယ်ကြက်သွန်နီကိုတော့40ခွဲတီးထားပေးပါမယ်ငါးပြုတ်ထားတာရှားပြီဆိုရင်တော့အသားဘက်တွေကိုဆဲပြီးတော့အယိုးတွင်ထားပါမယ်ငါးပြုတ်ရည်ကိုတော့စကားလေးနဲ့တေချာစစ်ပြီးတော့ဖယ်ထားပေးပါမယ်ဟင်းရည်အိုးအတွက်ရေနွေးကိုအရင်တည်ထားပါမယ်ရေဆူလာပြီဆိုရင်တော့ထောင်းထားတဲ့ဂျင်းကြက်သွန်ဖြူငရုတ်သီးစိမ်းနဲ့စစ်ထားတဲ့ငါးပြုတ်ရည်တို့ကိုရောထည့်လိုက်ပါမယ်အရာသာအတွက်ကြက်သားမုံငံပြာရည်နဲ့နှွင်ထားတဲ့ငါးသားတွေကိုထည့်ပါမယ်ဟင်းရည်ကိုပိုပြီးတောက်လို့ကောင်းစေမဲ့လှုပ်ဝက်ချက်ကတော့ငရုတ်ကောင်းမုတ်လေးခပ်ပေးဖို့ပါပဲဟင်းရည်ဆူပြီးတော့ရတာဆင်ပြေပြီဆိုရင်တော့တီးထားတဲ့ကြက်သွန်မီလေးတွေခက်လာရုံနဲ့ရတာရှိတဲ့ကင်မွန်ရည်လေးရှားပါပြီခင်ဗျာအခုဆိုရင်တော့အားလုံးအစင်သင့်ဖြစ်ပါပြီပကံတွေကိုမုတ်ဖက်လေးထည့်အကြော်လေးချိုးထည့်ပြီးတော့ဟင်းရည်ပူပူလေးစမ်းလိုက်ပါမယ်အပေါ်ကနေပဲပင်ပေါင်းပဲသည်ပူစီနံငရုတ်သီးမှုန့်နဲ့ငပဲကြော်လေးတွေထည့်လိုက်မယ်ဆိုရင်တော့ရှူးရှူးရှဲရှဲကင်မွန်ငါလေးရပါပြီရာသီဥတုပူလို့ဂရင်းပြက်နေရင်ဒါမျိုးလေးအိမ်မှာချက်စားကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဗျာနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားလုံးပဲတတာပါ